ဒီနေ့ကျွန်မရှိတော့တခုမေးခြင်းတယ်ရှင်ပဲအချိန်ထိသူများရဲ့ခွင့်ပြုချက်ကိုစောင့်နေအောင်ပါလေလူတိုင်းရရှင့်ကိုသဘောကျဖို့လူတိုင်းရရှင့်ကိုအတိမတ်ပြုဖို့ရှင်ဘယ်တော့အားထုတ်နေရလဲကျွန်မပြပြမယ်ရှင်အခုဖြစ်နေတဲ့ပုံစံက pick me vibe ထွက်နေတယ်သူများရရှင့်ကိုရွေးချယ်ပြီးမှသူများရရှင့်ကိုတန်မိုးထားပြီးမှအဲ့ဒါတန်မိုးရှည်လို့ထင်နေရလားအဲ့ဆိုရင်ရှင်မှားနေတယ်အမှန်တရားဘာလဲဆိုတော့ရှင်ကိုရှင်တန်မိုးမထားသေးဘူးဘယ်သူမှလာပြီးရှင်ကိုတန်မိုးထားမှာမဟုတ်ဘူးရှင့်တနေ့တော့ပြန်ကြည့်လိုက်ရှင့် energy တွေဘယ်မှာတုံးနေလဲရှင့်မချစ်တဲ့သူနောက်ကိုလိုက်နေရလားဒါမှမဟုတ်ရင်ရှင့်ကိုအလေးမထားတဲ့အပေါင်းအသင်းတွေကြားမှာမျက်နှာချူသွေးနေရလားဒီမဲ့ရှင်ကကိုတန်မိုးထားရမယ်အလကားရတဲ့အပေါ်စားလမ်းပြပစ္စည်းတစ်ခုလိုပြုတ်မှုနေလို့မရအောင်တစ်ဖက်လူက reply ပြန်မိုးရှင့်ကိုနိုင်ပေါင်းများစွာစောင့်ခိုင်းနေဆိုရင်အဲ့ဒါ तू အလုပ်ရှုံနေတာမဟုတ်ဘူးရှင်ကသူ့အတွက်အရေးမပါတာအဲ့လိုလူမျိုးတွေအတွက်ရှင်တို့ရဲ့တန်မိုးရှိတဲ့အချိန်လေးကိုဖြုံးမှုမတင်ဘူးဒီကတော့လူတွေကရှင့်ကိုဘယ်လိုဆက်ဆံရမလဲဆိုတာရှင်ကိုယ်တိုင်ပြောပြပေးနေတာရှင်ကိုယ်တိုင်ပဲသတ်မှတ်ပေးနေတာရှင်ကသူတို့ yes လို့လွယ်ပြောနေသေး၍သူတို့ကရှင့်ကိုဆက်ပြီးနေချေနေအောင်ပါပဲကိုကသူတို့ boundary တစ်ခုသတ်မှတ်ထားရမယ်ငါဒါကိုလက်မခံဘူးဒါငါအတော့မထိုက်တန်ဘူးလို့ပြောမှအောင်မကြောက်ပါနဲ့ရှင်တယောက်ထဲဖြစ်သွားမှအောင်ကြောက်နေရလားတကယ်တော့မဟုတ်ဘူးရှင်တယောက်ထဲဖြစ်နေရတဲ့ရှင့်ကိုမလေးစားတဲ့သူတွေရှင့်ကိုတန်ဖိုးမထားတဲ့သူတွေရဲ့ပတ်ဝန်းကျင်မှာရှင်တန်နေရတာပိုပြီးခက်ခဲစေမဟုတ်လားဆိုအဲ့ဒီတော့တယောက်တည်းဖြစ်ဖို့ပဲရွေးချယ်ပါရှင်ကိုမရွေးချယ်တဲ့ပတ်ဝန်းကျင်မှာနေထိုင်ဖို့ကလုံးဝမတွေးပါနဲ့ကိုချစ်ဖို့ဆိုတာကိုအရင်ဆုံးရွေးချယ်မှပဲကိုချစ်ဖို့ဆိုတာအကောင်းဆုံးအရာတွေကိုလက်ခံခြင်းကနေစလာတာအခုရှင်မန်လေးကိုကြည့်လိုက်ရှင်မြင်နေရတဲ့သူကရှင်ဂုံယူနေရမယ့်သူမျိုးဟုတ်သလားမဟုတ်သေးဘူးဆိုရင်တော့အခုစပြီးတော့ပြုပြင်တော့ရှင်ဝစ်ချင်တဲ့အတိုင်းဝစ်ရှင်ဝစ်ချင်တဲ့အရာဝစ်ရှင်သွားချင်တဲ့ပန်းတိုင်းနောက်ကိုလိုက်confidence ဆိုတာအခြားသူတွေစီကလာတာမဟုတ်ဘူးရှေ့ကိုရှင်ပေးထားတဲ့ဂရိတွေကနေလာတာဆိုတော့ကိုမနဲ့စောစောထားမယ်လို့ဂရိပေးထားလားရအောင်ထားလေ့ကျင့်ရလုပ်မယ်လို့ပြောထားလားလုပ်ဖြစ်အောင်လုပ်ဒီလိုမျိုးတသေးလေးတွေကနေကိုယုံကြည်မှုတိဆောက်ယူရတာဘယ်ရမစိုးငါပြောထားရင်ငါပြောထားတဲ့အတိုင်းဖြစ်အောင်လုပ်နိုင်နေဆိုတာမျိုးဒီအရာတွေကနေပဲ self love ဆိုတာဖြစ်တည်လားဆိုရှင်ကရှင်ရဲ့ဘဝမှာ main character ပဲသူများရဲ့ဇလန်နဲ့ဝင်ပြီးတော့ဇက်ပို့လို့ဖို့မစင်စားပါနဲ့လုံးဝဒီဗီဒီယိုပြီးသွားတာနဲ့ဖုန်းပိတ်ပြီးအရင်တိုင်းပြန်နေအောင်မလားဒါဆိုရင်တော့ရှင့်အတွက်အဖို့ပဲပြောင်းလဲခြင်းနဲ့ဆိုရင်အခုကနေစပြီးတော့ရှင့် standard ကိုမြှင့်လိုက်တော့ဘယ်သူမှရှင့်ပျော်ရွှင်မှုထိန်းချုပ်ခွင့်မပေးတဲ့ရှင်ကရှင့်ကိုရှင်ဘယင်မတယောက်လိုဆက်ဆံမှလောကကြီးကလည်းရှင့်ကိုဘယင်မတယောက်လိုလက်ခံလာမှာရှင်ကတန်မိုးအရန်ရှိလို့ဘယ်သူရဲ့ validation မှမလို့ရှင်ကအရန်တန်မိုးရှိရပြီးရင်ရှင်ကတယောက်ထဲသောလူသားအဲ့အတွက်ရှင်ဖြစ်ချင်တဲ့အရာတွေရှင်လုပ်ချင်တဲ့အရာတွေကိုကိုယ်တိုင်ဖန်တီးယူလို့ရနိုင်တယ်So,ဘာအတွက်စောင့်နေအောင်မလဲ Go and get what's your